ငါပါဒီမှာကျွန်တော် user page skin ကိုလဲပြမှာဖြစ်ပါတယ်ဒီဆိုဖောက်မယ်ပေါ့နော်ဖောက်ပြီးမှလဲပါမယ်ကျွန်တော်ကဒီထဲမှာ user page skin လုပ်ချင်ပါတယ်အားကြောင့် user page skin ကိုဒီနေ့မှာဖောက်ပြပါမယ်ခုဆိုကျွန်တော်စဖောက်နေပါတယ်ကျွန်တော်မှာtreasure hunt က1000ကျော်ရှိပါတယ်လဲမှာတော့ user page skin 990နဲ့ရှားimage resources ထဲမှာဆိုရင်ကျွန်တော်တို့ဒီမှာ animation file record emote တွေအပြင်တခြားspawn file တွေပါပါတယ်ကျွန်တော် spawn file ပါပွားပါပြီအောက်မှာဆိုရင်ကျွန်တော်တို့ဒီမှာ flying ဟာတွေပြီးရင်ဒီတရားနဲ့ကြောက်စားလို့ရတာတွေ border တွေပြီးရင်အထဲကို lobby တွေဝင်လာတဲ့ပေါ်တဲ့ဟာတွေငါးစာတွေတခြားဒီ skin trinket တွေပါပါတယ် okayကျွန်တော်ကိုဒီမှာစဖောက်နေရပါတော့စဖောက်ခုနရှင်းပြပြဆိုတော့ခုစဖောက်ပါလာအောင်မယ်ကျွန်တော်990လေးရမှာတော်တော်လေးဖောက်အောင်ပါဒီမှာကြည့်ကျွန်တော်ဒီ video မှာ post တင်ထားတဲ့အတိုင်းမလောက်လို့ဆက်ပြီးတော့နောက်နေ့မှဆက်ရပြီးမှတင်ရပါတယ်1000ကျော်ဆိုတော့အနည်းဆုံး3ရက်လောက်ကစုရပါတယ်တခြားဟာဒီစိတ်ဝင်စားပါဘူး user page skin ပဲလိုချင်ပါတယ်အားကြောင့် user page skin ကိုအဓိကပဲထားပါတယ်ဘာလို့ one draw ပဲလဲရလဲဆိုတော့ 10 draw တစ်ခါလေးလဲချလိုက်ရင်ကွာကျွန်တော်တို့ဒီမှာအများကြီးလဲပေါက်မယ်ပြီးဟိုကလည်းမလောက်မှလည်းကြောက်တယ်ဘာလို့အားကြောင့် one draw ပဲလဲရပါပေါက်ခါနေပြီးခါနေဆိုရင်တော့10 draw တစ်ခါလေးလဲလိုက်ပါတယ်ဒီမှာဆိုကျွန်တော်ဖောက်တာပေါ့နော်အလုံးလေး158ခုကျော်ပါပြီဆိုရင်ကျွန်တော်တို့လိုပါသေးရဲ့ဒီမှာကျွန်တော်395ခုလားမသိဘူးအဲ့လောက်ပဲရလိုက်ပါတယ်ပြီးမှနောက်ထပ်နေမှာဆက်စုပြီးတော့မှဆက်ပြီးတော့ရိတ်ပါတယ်ပြီးဒီမှာကျတော့ကျွန်တော်တို့ဒီ user page skin ပြီးတခြား skin တွေတခြားအောက်က record တွေလင်းနိုင်ပါတယ်ချိုးရဆိုကန်ကောင်းလို့ပေါက်ပါပါတယ်ကျွန်တော်တော့ပေါက်ပါဘူးokay ခုဆိုရင်ကျွန်တော်ဒီမှာ treasure hunt က9000ကျော်ပဲကျန်တော့ပါတယ်ဖောက်တာဆို268အခုတော့အစားတင်ပြီး1000 2000နဲ့လောက်ပါမလားလို့ထင်အဲ့ဒါကျွန်တော်ဖောက်လိုက်ပါတယ်နဲ့ကျွန်တော်မလောက်ပဲနဲ့နောက်နေ့မှဆက်ပြီး recording ဖတ်ပြီးမှဒီထဲကိုပေါင်းထည့်လိုက်ရပါအဲ့ဒါလည်းပြီးလေပဲ YouTube မှာ post တင်မတင်အောင်ကျွန်တော်ကြောင်းတက်ရတော့မယ်လေပြီးကျွန်တော်တခြားတင်တဲ့လေးရှိလို့အားကြောင့်မတင်ဖြစ်တာပေါ့နော်ဒီမှာအားကြောင့်ကျွန်တော်နားလေးပြကြဆိုကျွန်တော် subscriber ဘယ်မှမရှိသေးပါဘူး900လောက်ပဲရှိပါသေးတယ်အားကြောင့် video လေးကိုကြိုက်တယ်ဆိုရင် subscribe လေးလုပ်ပေးကြပါကျွန်တော် videoတခုမှပြောခဲ့ပါတယ် giveaway အကြောင်းကိုလည်းပြောခဲ့ပါတယ်အဲ့ဒါတကယ်ပေးမှာပါ follower subscriber 900ပြေသွားလို့ရှိရင်ကျွန်တော်တကယ် giveaway ပေးမှာဖောက်နေပြီတော်တော်ဖောက်နေပြီတော့ပေါက်တော့မှာ456လောက်ဖြစ်သွားပြီ treasure 9000ကျော်ဆိုရင်မပေါက်ပေးမနေနိုင်ဘူးကွာကျွန်တော်ဒီမှာ speed လေးနဲ့တိုးလိုက်တယ်ကန်ကောင်းစာနဲ့ပဲ border ကြီးပေါက်သွားပဲ border 3ခုထဲမှာတစ်ခုပေါက်သွားရပေါ့နော်ဒီထဲမှာဆိုကျွန်တော် diamond 10လုံးပဲပေါက်ပါသေးတယ်ခုဆိုရင်တော့ကျွန်တော်990ပြေလို့ user page skin လာလဲလိုက်ပါတယ် user page skin နဲ့ user skin နဲ့ဘာကွာဝါလဲမသိပါဘူးအဲ့ဒါကျွန်တော်ခုဒီစဉ်းစားလို့မရပါဘူးokay ခု user ရဲ့ skin fat တွေကြည့်ရပါမယ်ဒါကတော့သူ့ရဲ့ passive အမှတ်ပေါ့နော်တော်တော်လေးလှရတယ်လို့လည်းပြောရပါမယ်ဒီ passive ပြိုင်ပဲတော်တော်လှပါတယ်သူလမ်းလျှောက်တဲ့ပုံစံကလည်းသူ့ရဲ့ weight ရုံကြီးပါokay scale 1ကျတော့သူကအရင်လည်းမိုက်ပါဘူးသူကလည်းသူတို့လှပါတယ်အောက်ကpassive ပုံကအမှတ် okay scale 2ကကျတော့သူငကိုင်းနဲ့ပို့လိုက်တာဘာမှတော့မတွေးလိုက်ရတယ်လို့okay ခွာတော့နောက်ဆုံးတတိယစပယ်ပေါ့နော်တတိယစပယ်ကျတော့သူကခုံအုပ်လိုက်တဲ့အချိန်မှာအောက်ကရေလိုပန်းထွက်လာပါတယ်သူ့ရဲ့အသက်ဖြစ်တဲ့ ultimate ကငကိုင်းပြောင်းသွားလှရသလားဘလို့လှမဲအောင်မသိပြီးသူ့ရဲ့ scale fat တွေကလည်းပို့ပြီးတော့တောက်သွားရပေါ့နော်အမှဆိုကြည့်ပါကျွန်တော်အရင်ကြိုက်တဲ့ passive အမှတ်တွေကိုယူskin ပေါ့နော် page skin နောက်မှလာပါမယ်okay ဒါကတော့ page skin ပဲဖြစ်ပါတယ်သူရဲ့ passive matter ကိုဒီမှာကြည့်နေပါတယ်သူ passive matter ဘာကွာဝါလဲမသိဘူးပေါ့နော်ဒီကျွန်တော်ထင်တာကတော့သူ့ရဲ့ခေါင်းမှာဦးဆိုကအပန်းအဖြစ်သွားတာကွာဝါရပေါ့နော်ဒါကတော့ scale 1ပဲဖြစ်ပါတယ် scale 1ကတော်ရုံတော့အဲ့လောက်ကြီးလည်းမလာပါဘူးသူကတော်ရုံမှာပဲ scale view scale နဲ့ဘာမှမကွာဒါကတော့ scale 2ခုံအောင်လိုက်တာပေါ့နော်လှပါတယ်okay ခု scale 3ကြည့်ကြမယ် scale 3ကကျတော့ခုနကလိုပဲဘာမှတော့မကွာဝါဘူးကျွန်တော်ဘလို့မှခွဲခြားလို့ultimate ကကြတော့သူအမှဥစိုးကအနီအောင်ဖြစ်သွားရကွာအရှိမရိုးစကင်ကကြတော့အပြာရောင်မားကြတော့အနီအောင်ဖြစ်သွားတယ်ပန်းအောင်နဲ့တန်းသွားပေါ့သူပတ်စစ်အမှတ်ကလည်းတော်တော်လာပါတယ်စကင်ခွင့်ကလည်းဘာမှမကွာပါဘူးကြောင်ပါအဲကြောင့်ဒီ user page skin ကလာမလားဆိုတာကို comment မှာရေးပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်တန်းပါပြီလို့အဲ့တော့ဒုံရလို့ပြောကြပါတယ်ညဘက်ကြီး10နာရီကျော်17နာရီလောက်မှာတော့ recording ဖြစ်လို့ပါစကိုင်းနိုင်ပြောရင်မိုင်းပါမှာပြောရင်ဒီနေ့ဗီဒီယိုလောက်ပါပဲနောက်နေ့ဗီဒီယိုမှာတွေ့ကြမယ် bye bye see you next video